တကယ်ချင်းအားလုံးမင်္ဂလာခင်ဗျကျွန်တော်ဒီဗီဒီယိုဖိုင်လေးကအိမ်အောင်ရှင်တွေအတွက်ပေါ့နော်ကျွန်တော်ခုပြတာဒီဗီဒီယိုဖိုင်လေးပေါ့နော်အိမ်အောင်ရှင်တွေအတွက်တည်တံ့ဖြစ်ပါတယ်ကဲကျွန်တော်နဲ့တူတူအဆုံးလေးရှောက်ကြည့်ပြပါမကြည့်ခင်မှာဒီအမပေါ့နော်အခုဒီဗီဒီယိုဖိုင်လေးတင်ထားတဲ့အမမြောက်ထားပေးတာပါကျွန်တော်ကပြန်ရောက် sharing လုပ်ပေးတာပါအားလုံးစိတ်တင်ပါတယ်ကဲကျွန်တော်နဲ့တူတူရှောက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကိုပြောမယ်တေချာနာထောင်လင်မယားကွဲကြတယ်ဆိုတာပတ်စံမရှိတာတခုတည်းနဲ့မဟုတ်ဘူးမိမတယောက်စကားတယောက်နားမထောင်လို့လူတယောက်ဆိုတာကလည်းစိတ်ကောက်တာလည်းအချိန်နဲ့အတိုင်းအတာတစ်ခုလည်းရှိတယ်ယောက်ျားတွေဆိုတာလည်းအမြဲတမ်းမှားတတ်တဲ့အမျိုးလည်းမဟုတ်ဘူးသူလျှော့ကိုလျှော့တော့ရှီအောင်မှာပေါ့တေချာစဉ်းစားနော်အမြဲတမ်းပဲမိမဆိုတာအမြဲတမ်းမှန်နေတဲ့အမျိုးမဟုတ်ဘူးအခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းသလိုထူးခြားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ညီမတို့အတူတူကြည့်ရအောင်မတော်ပါနဲ့မိမနော်မတော်ပါမရဘူးသွားမှာပဲလမ်းသားနဲ့ခုမှမတော်ပါနဲ့ဆိုမရဘူးသွားမှာပဲခုမှဘာလို့လာသားနေအေးမင်းသွားကြရင်သွားခွင့်ပြုမယ်ကိုပြောမယ့်စကားကိုနောက်ဆုံးနားထောင်ပြီးမင်းသွားကြရင်လည်းသွားကိုလုံးဝမတောင်းခဏထိုင်ဘာပြောမလဲပြောခဏထိုင်ပြောချင်တာပြောကိုပြောမယ်တေချာနာထောင်လင်မယားကွဲကြတယ်ဆိုတာပတ်စံမရှိတာတခုတည်းနဲ့မဟုတ်ဘူးမိမတယောက်စကားတယောက်နားမထောင်လို့တယောက်ကိုတယောက်နားလည်မှုမပေးလို့လင်မယားကွဲကြတာအခုတော့ဘာမဟုတ်တဲ့စကားလေးတစ်ခုံကြောင်းနဲ့ပဲစိတ်ထိုင်ရကြတယ်အဲ့လိုမျိုးရသွားတဲ့စိတ်ထိုင်ရအောင်ငွေနဲ့ကူစားလို့လည်းမရနိုင်ဘူးမိမသဘောပေါက်လားနှစ်ယောက်ပေါင်းဘဝတစ်ခုဆိုတာအမြဲတမ်းတူနိုင်ရမယ်အမြဲတမ်းငါနိုင်ရမယ်ဆိုပြီးတော့သတ်မှတ်ထားတဲ့တိုင်ပွဲတစ်ခုမဟုတ်ဘူးမိမတယောက်နဲ့တယောက်အရှုံးပေးခြင်းအပြန်လှန်နားလည်ပေးခြင်းကိုချစ်ရတဲ့သူတွေမဆုံးရှုံးအောင်ကာကွယ်ခြင်းပဲအဲ့ဒီအတွက်မင်းစိတ်ဆိုးတဲ့ခါလဲကိုလျှော့ပေးသလိုကိုစိတ်ဆိုးတဲ့ခါလဲမင်းကခါတလေလျှော့ပေးပေါ့အမြဲတမ်းပဲမင်းတို့ကြီးပဲမှန်နေတာလည်းမဟုတ်ဘူးမိမနော်မင်းတို့မှားရင်လည်းမင်းတို့မှန်တယ်ကိုတို့မှားရင်လည်းမင်းတို့မှန်တယ်တခါတလေလေးလဲကိုယ့်ဘက်ကလျှော့တဲ့နဲ့ရှိအောင်လျှော့စမ်းမအောင်လူတယောက်ဆိုတာကလည်းစိတ်ကောက်တာလည်းအချိန်နဲ့အတိုင်းအတာတစ်ခုလည်းရှိတယ်တစ်ချိန်နှစ်ချိန်သုံးချိန်မြင်ဖြစ်ပါများလာရင်ချော့ရတဲ့လူဖို့လည်းစိတ်ကုန်လာတယ်အဲ့လိုမျိုးစိတ်ကုန်လာရင်မင်းတို့ပဲဆုံးရှုံးရမှာတော့ပါလားကိုပြောတာအဲ့ဒါမင်းမှမင်းသွားမယ်ဆိုရင်လည်းသွားကိုမတားတော့ဘူးဒါပေမဲ့မင်းသွားရင်တော့မင်းချစ်တဲ့မင်းဒီမိသားစုမင်းဆုံးရှုံးမှာပဲကိုမတားပြီတဘောသွားမလားလို့တော့သွားမှာခလေးတွေအနာကရှိသေးတယ်တကယ်လို့သွားရင်ကြည့်အောင်သွားလိုက်ရင်မိတကွဲဖတ်တကွဲဖြစ်တော့မှာဒါဆိုအဲ့လိုမိတကွဲပါတကွဲဖြစ်မယ်ဆိုဘာဖြစ်လို့ခဏနေတစ်စိမ့်ဖြစ်အိမ်မော်ဆင်းမယ်တစ်စိမ့်ဖြစ်အိမ်မော်ဆင်းမယ်ဘာလို့အဲ့လိုမျိုးခဏပြောဒေါသထွက်အောင်စိတ်ကောက်အောင်မလုံးနဲ့ပေါ့စိတ်ကောက်လေလူဆိုတာစိတ်ကောက်လာရင်ဒေါသထွက်လာရင်စိတ်ညစ်တာတွေများလာရင်တော့ထွက်ပေါက်စားချင်တာပေါ့ဩထွက်ပေါက်ရှာအိမ်မော်ဆင်းမှာထွက်ပေါက်တွေ့ရပေါ့တခြားစဉ်းစားနော်အမြဲတမ်းပဲမိမဆိုတာအမြဲတမ်းမှန်နေတဲ့အမျိုးမဟုတ်ဘူးဒါပေမဲ့မင်းတို့ကအမြဲတမ်းမှန်ခြင်းနေတဲ့အတွက်ယောက်ျားတွေပဲလည်းနေပါငဲ့ညာအောင်နော်ယောက်ျားတွေဆိုတာလည်းအမြဲတမ်းမှားတတ်တဲ့အမျိုးလည်းမဟုတ်ဘူးသူလျှော့ကိုလျှော့တော့ရှီအောင်မှာပေါ့အခုမင်းလည်းတင်းမယ်ဒီကိစ္စကိုလည်းမဖြေရှင်းဘူးဆိုမင်းလည်းတင်းမယ်ကိုလည်းတင်းမယ်ဆိုဒီကျိုးတစ်ချောင်းပြတ်သွားပြီဆိုသားသမီးတန်ရောစင်နဲ့ဒီကျိုးလေးတစ်ချောင်းကိုပြန်ဆက်မယ်ဆိုရင်တော့မှအဲ့ဒီကျိုးလေးမှာဘူထုံးလေးတော့ဖြစ်သွားတာပဲအခုကဘယ်လိုလဲမင်းရှိတဲ့လူတွေကိုမင်းဆုံးရှုံးခံမှာလားဘယ်လဲဆောက်ခံချင်းမှာလဲအဲ့ဒါဆိုရင်မသွားတော့ဘူးပေါ့ဟမ်လို့သွားမှာတမီးနေရရှိသေးတယ်နေတယ်ဒါစိတ်ဆိုးပြီးပါရောအဲ့လိုမျိုးဖြစ်နေရပါဒီတော့ချော့တတ်ပါလေဆိုရင်ချော့တတ်တယ်ဒီကောင်ဟုတ်ကဲ့ပါပြည်သူကြီးဒါကတော့ဒီနောက်တစ်ခုမှအရေးကြီးဆုံးကတူတဲ့တူနားတဲ့မှုဆိုရဲအချောင်းကိုတိချာရှင်းပြပြီးတော့တာပဲဖြစ်တယ်ဒီပညာပေးသေးပါနော်အဲ့ဒီနောက်တစ်ခုမှကဒါဝီချီပိုင်းဆိုင်ရာမပြီးဆုံးတော့ပြည်စနာရီဖိကြရတဲ့တူတဲ့တူပေါ့မှာနားတဲ့မှုမရှိတာကြောင့်ပြည်စနာရီဖိကြရပုံများရပါနော်အဲ့ဒီလိုမျိုးပြည်စနာတီတီကနေအများကြီးဖြစ်သွားတဲ့အခါမှာရှင်နေမှခုလေးရဲ့အဆိုင်ခဲတွေကပို့ပြီးတော့ကြီးမားသွားပြီးတော့လူလာအဲ့တဲ့ပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကိုမသိထားပဲနဲ့တရားမြစ်တရားပူပေါ်နေနီနန်နိုင်တဲ့တိုင်းမိဆူဆွေနူနူပြောပြီးတော့မှာပါနော်ဒီအိမ်တော်တစ်ခုရှေ့ဆက်တင်ပါတယ်အင်းနောက်တော့ဟိုမှာပွင့်သိမှုနဲ့နားလည်မှုမရှိလို့ရှိရင်တော့
အစမပြီးမနော်ဒါကြောင့်ရရှိဒီမြဲတဲ့ relationship ဖြစ်ဖို့ဒီနောက်တစ်ခုဖြစ်ဖို့ဆိုတာဟာတုံးတဲ့တူချာမှာပါနော်ဒီတော့နားတဲ့မူတွေဟာဓမ္မလိုအပ်ပါတယ်အဲ့တော့ဒီလိုကြောင့်ကျဲနေပတ်သက်ပြီးတော့မှအပြင်လည်းမြောက်ဝေးပြင်လိုက်တာပဲဖြစ်ပါတယ်လူရှိမင်းတို့ရဲ့အမြင်မှုတဲ့မြောက်ဝေးပြီးတော့မှခေါ်မှာပေါင်းဝင်ဆွေးနွေးခေချဖို့ဖိတ်ခေါ်ပါတယ်နော်နောက်ထပ်သောဗီဒီယိုတင်တဲ့အခါတွေမှာလည်းတရှိရအောင် like and follow the video ပြီးခေချဖို့လေးထောက်ဆိုပါရရှိအဲ့ဝဲမင်္ဂလာရှိသောတရားတွေဖြစ်ကြပါစေ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ပရိသတ်ကြီးကတော့ဒီအကြောင်းအရာအပေါ်မှာဘယ်လိုထင်မြင်ယူဆသလဲဆိုတာ comment မှာပြောသွားခဲ့ကြနော်